ဘုန်းကြီးတို့ကတော့စိတ်တားညစ်လာပြီစိတ်တိတ်မချမ်းမသာဖြစ်လာပြီစိတ်တော့ကတွေဖြစ်လာပြီဆိုရင်ဖះရှိကိုရောက်အောင်သွားလိုက်တာဖះရှိကိုရောက်အောင်သွားတန်တန်မြတ်ဂုဏ်တော်တွေပွားတယ် meditation တရားလေးတွေအားထုတ်လိုက်တယ်အဲ့လိုတောက်ကတွေများနေတဲ့အချိန်မှာလူတွေနဲ့တိတ်မတွေ့ပြတော့မယ်ကိုယ့်ဘာသာအခန်းထဲမှာပဲတယောက်တည်းနေပြီးတော့ကိုယ်စိတ်ကလေးကိုပြန်ပြီးတော့မြင်အောင်ကြည့်တတ်တဲ့အလေးကျင့်လေးလုပ်ပြီးအဲ့ဒါလေးလုပ်ပြီးလဲအခါကျတော့ तू ကလူတွေမှာကအပြင်အာယုန်တွေရဲ့ပတ်ဝန်းကျင်တွေရဲ့ကြောင့်ကိုယ်စိတ်မှာမောဟတွေဖြစ်နေတာကိုဘာဖြစ်တယ်ဆိုတော့မသိပေမဲ့တယောက်တည်းနေပြီးတော့အခန်းထဲမှာပက်လက်လေးလန်ပြီးတော့ကိုယ့်ကိုပြန်ကြည့်လိုက်တဲ့အခါမှာသိလာတယ်ငါမှားလားမှန်လားငါဘာကြောင့်စိတ်ညစ်တာလဲဆိုတာသိလာကိုယ်စိတ်ကြည့်တဲ့အကြောင်းတရားတွေကိုသိလာတဲ့အခါသိလာရင် तू ကစိတ်ညစ်တာလျော့သွားသိလာရင်စိတ်မချမ်းသာတာလျော့သွားသိလာရင်မကျေနပ်တာလျော့သွားအဲ့ဒါတွေကိုမသိလို့ဖြစ်တာမသိလို့ဖြစ်ဒါကြောင့်မလို့မြတ်စွာဘုရားကအမိုက်ပြစ်တဲ့သူနဲ့အမိုက်ကောက်တဲ့သူအမိုက်ပြစ်တဲ့သူကပြစ်မှာပဲအမိုက်ပြစ်တဲ့သူကိုမကြည့်ပါနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ကအရေးကြီးတာပါပဲဆိုတော့ပြီးတဲ့ပတ်ဝန်းကျင်နဲ့နေတဲ့သူတွေမှာအမိုက်တွေလာပြစ်မှာပဲဟိုလူကလာပြောမယ်ဒီလူကလာပြောမယ်ဟိုလူကလာပြစ်မယ်ဒီလူကလာပြစ်မယ်အဲ့ဒါတွေကိုကလိုက်ပြီးတော့ခံယူပြီးကောက်နေရင်တော့လည်းပဲအကုသိုလ်ဖြစ်တယ်အပြစ်တွေပဲဖြစ်နေမှာအပြစ်တွေပဲဖြစ်ပြီးတော့စိတ်မချမ်းမသာစရာလည်းဖြစ်နေမှာပဲဆိုတော့အမိုက်ပြစ်တဲ့သူကိုမကြည့်ဘဲနဲ့အမိုက်ကောက်တဲ့ကိုယ်စိတ်ထားလေးအပြင်အမိုက်တွေတွေ့ရင်ဘသူပြစ်တယ်ဆိုတာမကြည့်ဘဲနဲ့ကိုကောက်ပြီးတော့အမိုက်ပုံးနဲ့ထည့်ရင်ကိုကုသိုလ်ရတယ်ဆိုတဲ့အတွေးလေးနဲ့ကိုယ့်ကိုသူများကလည်းအပြစ်တွေလာပြီးတော့ဖြစ်မယ်ဖြစ်အောင်လုပ်နေတယ်ဆိုရင်လည်းပဲသူတို့ကိုအပြစ်မမြင်ဘဲနဲ့သူတို့ကိုလိုက်မကြည့်ဘဲနဲ့ကိုယ်စိတ်လေးကိုမြင်အောင်ကြည့်ကိုယ်စိတ်လေးကိုသိအောင်လုပ်ပြီးလို့ရှင်ပြစ်လာတဲ့အမိုက်တွေမကောင်းတဲ့ဟာတွေကိုလက်မခံနဲ့ပေါ်တဲ့အခါပေါ်တော့ပေါ်သွားအကြာကြီးမတွေးနဲ့အကြာကြီးမထားနဲ့ဆင်းညစ်စရာတွေကခေါင်းထဲမှာကြာကြာထားလေလေခေါင်းကိုပေါ့သွားစေမှာတော့မဟုတ်ဘူးအဲ့ဒီညစ်စရာတွေများများထားလေပို့ပြီးညစ်လေကြောက်မလို့ညစ်နေလို့ပြီးမဲ့ကိစ္စမဟုတ်ရင်ချက်ချင်းထုတ်ပလိုက်ပေါ့တခါတခါကျမိမိပြော့ပြော့နေပလိုက်တာဒီဟာတွေခေါင်းထဲမှာမရှိတော့အာယုံတစ်ခုကဆွဲထားလို့ဒါလည်းအဆွဲထားရင်အလွဲအမှားတွေဖြစ်တတ်တယ်ဆွဲထားရင်လွဲတာပဲဘလို့ပြောတယ်ဆိုတဲ့စကားတွေဘလို့ကြားတယ်ဆိုတဲ့အတန်တွေအဲ့ဒါတွေခေါင်းထဲမထည့်ပဲနဲ့ကိုယ်စိတ်ထဲမှာအဲ့ဒါမျိုးတွေရှိလာလို့ရှိရင်စိတ်ကလေးကိုမြင်အောင်ပြန်ကြည့်ပါတတိလေးနဲ့တယောက်တည်းနေနိုင်အောင်ကြိုးစားပြီးတော့စိတ်ထဲထားနိုင်အောင်ကြိုးစားနိုင်လို့ရှိရင်အဲ့ဒီညစ်နေတဲ့စိတ်တွေကလည်းပဲပျောက်သွားမှာပါပဲလျော့သွားမှာပါပဲเนาะဒါကြောင့်မလို့မြတ်စွာဘုရားရှင်မိန့်တော်မူတဲ့အတိုင်းရေကြောင့်ရှင်ဟာရေကြောင့်ဖြစ်တဲ့ရှင်ဟာရေနဲ့ဆေးမှပြောင်းတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အညစ်အကြေးဟာလည်းပဲစိတ်နဲ့ဆေးမှပြောင်းလာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တဏ္ဍာမှာစိတ်တွေညစ်လာပြီးကိုယ်စိတ်ထဲမှာအညစ်အကြေးတွေရှိလာပြီးဆိုရင်ကိုယ်စိတ်လေးကိုပြန်မြင်အောင်ကြည့်ပါ